မင်္ဂလာပါရှင် Sourcestar ရဲ့ School Management Platform မှာပါဝင်တဲ့ Payment Function ကနေတစ်ဆင့်မိမိတို့ကျောင်းရဲ့ကျောင်းလာခတွေ Unpaid List, Finance Reporting စတဲ့ Payment ပိုင်းဆိုင်ရာတွေကိုဘယ်လိုစီမံခန့်ခွဲနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ကျောင်းတွေအနေနဲ့မိမိကျောင်းမှာကောက်ခံတဲ့ School Fee, Registration Fee, Textbook စတဲ့ Payment Fee များစွာကိုone time monthly split ဆိုပြီးမတူညီတဲ့ fee အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ထားနိုင်သည့်အပြင်အမောင်များနဲ့ discount များပါတစ်ခါတည်းထည့်သွင်းသတ်မှတ်ထားနိုင်ခြင်းလစဉ်နှစ်စဉ်နဲ့ installment နဲ့ခွဲသွင်းသော payment များအတွက်တစ်နှစ်လုံးစာ payment schedule collection များကြိုတင်သတ်မှတ်ထားနိုင်သည့်အပြင်ကျောင်းလာကစတင်ကောက်ခံသည့်ရက် due date နဲ့ due date မတိုင်ခင်တစ်ရက်အလိုတွင်မိဘများထံသို့ payment reminder notice များအား system မှအလိုလျောက်ပို့ပေးခြင်းဂျူထိတ်ကျော်လွန်သွားသည့် payment များအတွက်လည်းလိုအပ်သလို customize notice များထပ်မံပေးပို့နိုင်ပါတယ်။မိဘများဘက်မှလည်းကျောင်းဘက်သို့ပေးရှိရန်လိုအပ်သည့် payment များကို Guardian application မှတဆင့်အလွယ်တကူစစ်ဆေးနိုင်ပြီးပေးသွင်းပြီးသော payment များအတွက်လည်း payment transaction portal များအား attachment file များတွဲ၍ပြန်လည်ပေးပို့နိုင်ခြင်း payment history များပြန်လည်စစ်ဆေးခြင်းတို့ကို application မှတဆင့်တွဲကူစားပြုလုပ်နိုင်မှာဖြစ်ပါတယ်။လိုအပ်ပါက invoice နဲ့ receipt များကိုလည်း system မှ print out ထုတ်ပေးနိုင်ပါသေးတယ်။စာရင်းသွင်းကောက်ခံပြီးသော payment များနဲ့ပတ်သက်၍ပြင်ဆင်လိုခြင်း refund ပြန်လည်ပြုလုပ်လိုခြင်း outstanding payment ကောက်ခံရန်မလိုအပ်တော့သည့် payment များအားဖြတ်သားလိုခြင်းစတဲ့ payment adjustment ပိုင်းဆိုင်ရာတွေနဲ့ workflow အနေနဲ့ approval person တစ်ဆင့်ခံပေးထားပြီးသက်ဆိုင်ရာ approval person နဲ့ approve ဖြစ်မှသာပြန်လည်ပြင်ဆင်ကောက်ခံနိုင်မှာဖြစ်ပါတယ်။ reporting ပိုင်းမှာဆိုရင်လည်း status, summary, by class, by date စတဲ့ payment report များစွာပါဝင်ပြီးသက်ဆိုင်ရာ report လိုက် permission များပါခွဲခြားသတ်မှတ်ထားနိုင်ပါတယ်။အခုပြောပြသွားခဲ့တာကတော့ကျောင်းစီမံခန့်ခွဲရမှာအရေးပါတဲ့ပိုင်းတစ်ပိုင်းဖြစ်တဲ့ payment ပိုင်းနဲ့ပတ်သက်တာတွေပဲဖြစ်ပါတယ်။ Sourcestar ရဲ့ School Management Platform မှာပါဝင်တဲ့ function လေးတွေအကြောင်းကိုကြည့်ရှုပြီးလူချင်းမျိုးတို့အကြောင်းအတွက်အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါကယခုဖော်ပြပါဖုန်းနံပါတ်တို့ဖြစ်စေSourcestar ရဲ့ Facebook, Messenger, Viber တို့ကနေဖြစ်စေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။